ကျွန်တော်ရဲ့ 3D ဝါသနာရှင်များအားလုံးမင်္ဂလာပါဗျကျွန်တော်ဒီနှစ်ဦးတစ်ချိန်မှာထွက်ရှိမယ်ပေါ့နော်ဒါကတော့ Dead Series site ပေါ့နော်ရှေတွဲနဲ့အနောက် series ပေါ့နော် Dead Series 10ကွက်အဲ့ဒီ10ကွက်ထဲမှာကျွန်တော် main 3ကွက်ကိုထုတ်ပေးသွားမယ်ပေါ့နော်အဲ့ဒါကျွန်တော်နှစ်ဦးပေါ့နော်နှစ်ဦးဆိုတော့2026အစဆိုတော့ဒီ6ဆုံးခုနှစ်ပေါ့နော်6ဆုံးခုနှစ်နှစ်ဦးကရှေ့တွေဟာထိတ်နဲ့ခါချင်းပြီးတော့ series site ဝင်မှာပေါ့နော်ဒီ86ပေါ့နော်86နှစ်ဦးမှာ4ခွန်ကိုအဲ့ဒီ4ခွန်ကိုကဒီ4ခွန်က96ပြီးရောနှစ်30ချောင်းမှာပေါ့နော်နှစ်အညီပေါင်းမှာပေါ့နော်96ကနေကျွန်တော်တို့86 20နှစ်96နှစ်20ပြီးရင်2006ပေါ့နော်နှစ်30မြောက်မှာပေါ့နော်ခွန်4ခွန်ကဒီမှာခွန်လေးလို့တဲ့စီးရီးဝင်ပေါ့နော်ခွန်လေးအတွက်ရှေ့အထိုင်အငြိမ်ပေါ့နော်ကျွန်တော်ပြန်ပြောပြမယ်ဒီ96က4ခွန်ရှည်တွေဟာ2006မှာခွန်လေးစီးပေါ့နော်ပြီးရင်ကျွန်တော်တို့86ခွန်3ရှည်တွေဟာ2016မှာပေါ့နော်2016မှာကျွန်တော်တို့3ခွန်လို့ဒီမှာလာရိုက်တယ်3ခွန်လို့ရိုက်ပြီးတော့3ခွန်စီးရီးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအခု96ပေါ့နော်96 33ညနဲ့ထွက်တာဒီ33ညနဲ့ရှေ့33ညအတွက်ဟာဒီနေ့ဦးမှာပေါ့နော်ဒီနေ့ဦးမှာ3ည3လို့ရှေ့ရွက်ရိုက်ရမယ်ပေါ့နော်3ည3လို့ရှေ့ရွက်ရိုက်ပြီးတော့နောက်ကစီးသွားမယ်ပေါ့နော်အဲကြတော့ကျွန်တော်ကဒီမှာ3ည3စီးပေါ့နော်3ည3ညနေပြီးတော့3ည3ကိုထိပေါ့နော်အဲ့ဒီဇွဲကွက်ထဲမှာကျွန်တော်က3ည3ညရယ်3ည3လေးရယ်3ည3ကိုရယ်ပေါ့နော်ဒီ3ကွက်ကို main ထုတ်ပြီးတယ်ဒီ3ကွက်ကိုဘာလို့လဲဆိုရင်ကျွန်တော်ရထားတဲ့ break line ပြောင်းတယ်ပေါ့နော် break line ကတော့ euro fusion နဲ့ဒါပေမဲ့တစ်ခုကတော့2 line ဝင်တယ်ပေါ့နော်အဲ့ဒီကောင်ကအခုကျွန်တော်တို့ဒါကြောင့် center ချနေသွားမှာဒီမှာခုနခွန်လေးစီးရီးကိုမှသူကနှစ်ပရိဝင်သွားတယ်ပေါ့နော်အဲ့နှစ်ပရိဝင်ဖို့အတွက်သူ့ရဲ့တနေ့ကျော်မှာ3ညနဲ့နှစ်ပရိကဒီမှာနှစ်ပရိလို့ပြန်ရိုက်တယ်ဒီနှစ်ပရိကနှစ်ပရိလို့ပြန်ရိုက်တယ်ပေါ့နော်ခွန်လေးနဲ့ဒါနှစ်ပရိတကွကောင်းပေါ့နော်ခွန်လေးခွန်ဆိုပြီးတဲဝင်သွားတယ်သဘောပေါ့နော်အဲ့ဒါပြီးရင်ဒီမှာကျတော့245ပေါ့နော်ဒီမှာ3ခွန်တစ်ကြဖို့အတွက်ဒီ245တစ်ပရိပေါ့2016မှာ3ခွန်တစ်ကြဖို့ကျွန်တော်တို့ကရှေ့ကစီးကြီးဝင်လာပြီခွန်3ကနေ3ခွန်လို့ရိုက်တယ်အဲ့ဒီမှာတစ်ပရိဖြစ်ဖို့အတွက်ဒီမှာ245တနစ်ကျော်မှာ245တစ်ပရိကဒီမှာတစ်ပရိရိုက်ရမှာပေါ့နော်အဲ့ဒါတစ်ချက်ဒါဆိုရင်ကျွန်တော်တို့ဒီပွဲအတွက်က3ည3ဝင်ရမယ်ပြီးရင်ဒီမှာ395ခွန်ဘရိနော်ခွန်ဘရိမလို့ဒီမှာ3ည3လေးခွန်ဘရိနဲ့သူ့ရဲ့တနစ်ကျော်ခွန်ဘရိကဒီမှာခွန်ဘရိပြန်ရရမယ်ဒါခွန်ဘရိတစ်ချက်ပေါ့နော်နောက်ပြီးရင်ကျတော့တို့ဒီမှာအောက်ဆောင်ကနေတက်လာပေါ့နော်ဒီ9ပရိနဲ့10ပရိနဲ့ပရိနှစ်ခုပေါင်း10နော်9ပရိ10ပရိပရိနှစ်ခုပေါင်း10 3ပရိခွန်ပရိပရိနှစ်ခုပေါင်းက10ဒါဆိုရင်ကျွန်တော်တို့ပြီးတဲ့နေ့အောက်ဆောင်မှာခွန်ပရိထွက်ထားတော့ပရိနှစ်ခုပေါင်း10ဖြစ်ဖို့ဒီတစ်ခါခွန်ပရိနဲ့3ပရိနဲ့မှာ10ဖြစ်မှာအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့က3ည3ညပေါ့နော်
ဒါကုနာ3 CD ရဲ့3ခွက်ထုတ်ပေးထားတာကိုကျွန်တော်ပြန်ရှင်းပြပေးနေပါနော်ဟုတ်ပြီနောက်ပြီးတော့နှစ် break line တစ်ချက်ပေါ့နော်နှစ် break line ကလည်းနည်းနည်းတော့စိတ်ဝင်စားစရာကောင်းတယ်ဘာလို့လဲဆိုတော့သူကဒီမှာနေ့ဦးမှာဒုတိယအကြိမ်ပေါ့နော်နှစ်စဒုတိယအကြိမ်ပေါ့နော်ဒုတိယအကြိမ်မှာကျွန်တော်ရာပြေကနန်းထွက်တာ800ရေမနေ့ကထွက်ထားတဲ့ဒီ900ရေနှစ်ကြိမ်ပဲရှိရပေါ့နော်အဲ့နှစ်ကြိမ်မှာသူကကနန်းတစ်ခွက်ကောင်းကိုအပြီးစီမပေးဘူးပေါ့နော်နှလုံးပေါင်းခြင်းနဲ့ break တွေကတော့ညိနေပေါ့ဘလို့လားညိနေရလဲဆိုတော့ဒီမှာ2016ဒုတိယအကြိမ်မှာ800ထွက်ထားတယ်အဲ့800ရဲ့ရှင်မှာနှလုံးပေါင်း8ဒါ8နှလုံးပေါင်း8ရှင်နှလုံးပေါင်း8သူ့အထက်မှာနောက်ပေါင်း8သူ့8ကရှေ့ပေါင်း8ကဒီမှာနောက်ပေါင်း8လို့ရိုက်ပြီးတော့မှနော်ဒီ800ရဲ့အထက်ဆောင်ကိုကျွန်တော်တို့ကဒါအလုပ်လုပ်ရမှာပေါ့နော်ဒီပင်တွက်ဆိုရင်အထက်ဆောင်နေရာကြာမှာပေါ့နော်အဲ့800ရဲ့ခွာပေါင်းကလေခွာ8တဲ့ဒီမှာ8နောက်8ကဒီမှာခွာပြန်8ပဲပေါ့နော်အဲ့ဒီခွာပေါင်းကိုပြောရင်ကျွန်တော် break line ကိုပြောမယ်အဲ့ဒီ800ရဲ့ပါဝါနော်8ပါဝါပေါ့နော် break ရဲ့ပါဝါတင်9ခွန်3 break လို့ဒီမှာလာရိုက်တယ်ပေါ့နော်3 break လို့လာရိုက်တော့ကျွန်တော်တို့ကဒီမှာ900တဲကြတာတယ်အဲ့ဒီ break line ကိုသူအလုပ်လုပ်မယ်ဆိုရင်လုပ်เสียအောင်နော်တို့800လို့ပဲပေါ့နော်ရှင်းနှလုံးပေါင်း6ကသူ့ရဲ့နောက်မှာနောက်နှလုံးပေါင်း6တယ်ကျွန်တော်ဒီမှာ800ရှိမှာရှင်းနှလုံးပေါင်း8ကနောက်နှလုံးပေါင်း8နဲ့ခွာ8တယ်ဒီမှာရှင်းနှလုံးပေါင်း6ကနောက်နှလုံးပေါင်း6နဲ့ဒီကခွာ6အောင်ပေါ့နော်ခွာ6ကိုကျွန်တော်နောက်ထားပေါ့နော် break line ကိုပြမယ်ရှေ့လို့ဝင်ပြီးတော့မှရှေ့လို့ဝင်ပြီးတော့မှဒီမှာ8ပါဝါ3 break ဝင်တယ်6လို့ဝင်ပြီးတော့မှကျွန်တော်ခွန်ပါဝါ2 break ဝင်ရမယ်ဒီအတွက်ကြောင့်ကျွန်တော်339ကိုလေမိန်းဘွက်ထဲမှာထုတ်ပြီးတာပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ကဒါ CD တွေကနေကျွန်တော်တို့ဒီ3ခွက်ကို main တင်ထိုးအောင်မယ်ပေါ့နော်ဒီ CD တွေကနေမှ main 3ခွက်ပေါ့နော်အဲ့တော့ပြီးရင်ကျွန်တော်ဒီမှာ39ရှစ်39အတွဲနေပေါ့နော်ရှစ်39အတွဲနေဘာလို့လဲဆိုရင်ခုနကျွန်တော်တို့ခါးတွေပေါ့နော်ဒီခွန်ခါးကဒီမှာခွန်ထိပ်ပေါ့နော်ဒီတိုင်းပဲဒီ3ခါးကနော်ဒီမှာ3ထိပ်ဒါဆိုရင်ကျွန်တော်တို့ကဒီ3ညနဲ့3ညခါးကကျွန်တော်တို့ဒီနှစ်ဦးမှာပေါ့နော်3ညထိပ်နဲ့ဆိုရင်ကျွန်တော်ဒီ3ည93 3ည94 3ည98နှစ်3 complain ပေါ့နော်ဒီ3ခွက်ကိုထပ်ထုတ်ပေးလိုက်တယ်ပေါ့နော်အဲ3ခွက်ကိုဘာလို့ထုတ်ပေးရတာလဲဆိုရင်3ခွက်ဘာလို့ထုတ်ပေးရတာလဲဆိုရင်ဒီကောင်ဒီမှာ6ဆုံးခုနှစ်မှာ3ချိန်ပေါ့နော်ဆိုတာနှလုံးပေါင်းခြင်းအလုပ်လုပ်တာရှိသေးတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်ဒီမှာဒီ4ခွန်9ပြီးရင်ကျွန်တော်တို့ခွန်3တက်4ခွန်9မှာနှလုံးပေါင်းခြင်းဟာကျွန်တော်တို့3ပါတယ်ခွန်3တက်မှာနှလုံးပေါင်းခြင်း4ပါတယ်3ညနဲ့မှာနှလုံးပေါင်းခြင်း5ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဘက်3နှစ်ပေါ့ဒီဘက်6ဆုံးခုနှစ်2006 16 3နှစ်ကိုသွားမယ်ဆိုရင်ဒီမှာနှလုံးပေါင်းခြင်း1နှလုံးပေါင်းခြင်း10အထိုင်ငိန်တော့လေးပေါ့နော်ဒါဆိုဒီတစ်ခါနှလုံးပေါင်းခြင်း9ရမယ်ပေါ့နော်ထိတ်ကရှေ့ရလာတဲ့ဒီမှာခွန်ထိတ်နဲ့နှလုံးပေါင်းခြင်း7ထားတယ်ရှေ့ရလာတဲ့3ထိတ်နဲ့နှလုံးပေါင်းခြင်း10ထားတယ်ဒါဆိုရင်ဒီကရှေ့ရလာတဲ့3ညထိတ်နဲ့နှလုံးပေါင်းခြင်း9မယ်ပေါ့နော်လုံးပေါင်းခြင်း9ခဲ့လို့ရှိရင်3ည9 3 3ည9 4 3ည9 8ဆိုတဲ့နှစ်3 break နဲ့3ခွက်ပေါ့နော်ဒါတဲ့ပဲကျွန်တော်တို့ဒါဒီကနန်းတွေကိုစိတ်ဝင်စားလို့ထိုးမယ်ဆိုရင်တဲ့ပဲထိုးရမှာပေါ့နော်ဒါအားကြောင့်မလို့ကနန်းဖြစ်တဲ့အတွက်ကြောင်းတာတင်ပေးလိုက်တာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒုံလုံးဆိုတာခွက်တောင်တွေကနေထုတ်ပေးရတာပေါ့နော်ဒါထူးတီပြောတယ်လို့ဆိုနားလဲပါတယ်နော်ထူးတီပေါက်ဖို့အတွက်ကိုသူတို့က
ကန်တန်းတစ်လုံးပတ်လို့နော်အကွက်20လောက်ထိုးပြီးတော့ဒါမထွက်တာမျိုးတွေတော့ရှိရပေါ့နော်မအောင်ခဲ့ပြောချင်တာဒါတစ်ထောင်တည်းကထိုးရတဲ့ကိစ္စဆိုတော့မလွယ်ဘူးပေါ့နော်မလွယ်တဲ့အတွက်ကြောင့်ရရှိထားတဲ့ဟာကိုကျွန်တော်တို့နည်းနည်းလေးတော့ကြည်ကြည်ပြင်းပြင်းလေးတော့လုပ်ပေးရတယ်ပေါ့နော်ဟုတ်ပြီဒါဆို3.9နဲ့ကျွန်တော်ဗရိတ်3ခုနဲ့ချုပ်ပေးထားရပေါ့နော်အဲ့ဒါတချက်အဲ့မှာကျွန်တော်တို့အားရစရာတစ်ခုရှိရပေါ့နော်ဒီ6ဆုံးခုနှစ်တိုင်းမှာအားရစရာဘာလဲဆိုတော့ဒီမှာ96နှစ်ဦးပေါ့နော်4ခွန်9ထွက်ဖို့တော့936သူ့အောက်က936ကီတလုံးထီပေါ့နော်ဒီမှာခွန်3တက်ထွက်ဖို့တော့သူ့အောက်က3ခွန်8ခွန်ကီထီ3ညနှစ်ထွက်ဖို့အတွက်16နှစ်ကီတလုံးထီပေါ့နော်ပြီးရင်ဒီမှာခွန်4ခွန်ထွက်ဖို့အတွက်သူ့အောက်က3ည5လျက်4ကီတလုံးထီသူ့အောက်ဆောင်မတိမပြည့်ကီပေါ့နော်တော်တော်လေးငြိမ်ပါတယ်ဒီမှာ2016မှာ3ခွန်1ထွက်ဖို့သူ့အောက်က9-3ခွန်ကီတလုံးတော့မဟုတ်နှလုံးနဲ့နော်1ချင်းတောင်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ယခုရောက်ပြန်အတွက်နော်26မှာထွက်ဖို့သူ့အောက်ဆောင်ခွန်3ညဒါခွန်3ညမတိမဖြစ်ကီပေါ့နော်တော်တော်အားကောင်းတယ်တော်တော်လေးငြိမ်နေပေါ့နော်ခွန်3ညမတိမဖြစ်ကီနဲ့ဆိုတော့ဒါကျွန်တော်တို့ရရှိလာတဲ့စိတ်ကကီလက်ထိတယ်ဟောပေါ့နော်ကီလက်ထိတယ်ဘရိတ်တိုင်းလေးဝင်နေဆိုတော့ဒီ CD တွေက main 3ခွက်နဲ့ဒါခြေပေါင်း9ခဲ့ပေါ့နော်ဒီ3ခွက်ပေါ့ဒါထိုင်ငိမ့်နေပေါ့နော်ဒါလေးကိုကျွန်တော်အနီးကပြပေးလိုက်တာပါဒါဆိုရင်ကျွန်တော်ယခုပြတဲ့ site လေးကနေပြီးတော့ကျွန်တော်ရဲ့ 3D ဝါဒနာရှင်များအားလုံးပဲကံကောင်းကြပါစေကိုလပါခင်ဗျာ